အဖအမည်အဖအမည်ဦးတောင်းစိန်ဦးတောင်းစိန်အမေအမီးမီတော်တောင်းစိန်နှစ်ကိုတစ်စိတ်ကြီးလားဟမ်ဘလို့ဖြစ်တာနာမည်တူတူပဲအမေရောဖေရောနာမည်တူတယ်ဟာဒါရှားတယ်နော်တော်တော်ရှားတဲ့ကိစ္စတော့ရှားတယ်အဲ့သေးကြပြီညီလေးမီမောင်တောင်းစိန်မဟုတ်ပါဘူးဆရာလေမဟုတ်လားသားသမီးတို့လိုက်တူမလားအေးမတူတော့ဘူးဟောမတူပြောညီလေးမီမောင်စိန်တောင်းဩနှလုံးနဲ့ရှင်းနဲ့နှောင်းနဲ့ပြောင်းသွားတယ်မင်းတို့မိသားစုချဲတို့ကလည်းပတ်လေရော်ကြီးရမှာဟမ်ကျွန်တော်တို့လောင်ကစားမလုပ်ဘူးဆရာဘလို့မိသားစုလဲဟာဟမ်ဟုတ်ပြီညီလေးမာကဟိုမွေးချင်းမောင်နှမရရှိလားမွေးချင်းမောင်နှမတွေကကျွန်တော်ကိုကြည့်သူအထက်ကတယောက်ရဲ့ပြီးတော့နိုးညာရဲ့ဟိုအောက်ကကျွန်တော်အားလုံးပေါင်းစုစုပေါင်းကျွန်တော်တယောက်တည်းပဲရှိတယ်ဟောတယောက်တည်းရှိရဘာလို့ရည်နေတာတော့ဘာလို့ရည်နေမဟုတ်ငိုနေတာလေ